ဒီရက်ပရီးမီးယားလိပွဲစဉ်နောက်ဆုံးသောပွဲစဉ်ဖြင့်မန်ချက်စတာယူနိုက်တက်အသင်းဟာအင်္ဂလန်အိုလ်ထရာဖော့မှာ4နိုင်တက်နဲ့နှင်းစီတာပြီးဆင်းနေသွားမှာဖြစ်ပါတယ်။ယူနိုက်တက်အနေနဲ့ပြီးခဲ့တဲ့မန်ချက်စတာ21ရက်နေ့ကဘောမောက်အသင်းကိုဝင်ခွင့်မှာတစ်ဖက်နှစ်ဂိုးစီတေချခဲ့ပြီးခဲ့တဲ့ကပြိုင်ပွဲတွေတောက်လျှောက်ကစားရခြင်းမရှိဘဲ၃ပတ်အထိနိုင်ရထားခဲ့တာဖြစ်ပါတယ်။ဒီလိုနေထားမျိုးမှာ4နိုင်တက်ကိုအင်္ဂလန်မှာအခက်ကစားရမှာကယူနိုက်တက်အသင်းအတွက်အနိုင်ရလဲရရှိဖို့အတွက်အခွင့်အရေးများစွာရရှိနေကြတာဖြစ်ပါတယ်။နိုင်တဲ့ဟာလက်ရှိမှာမပေးစရာအဆင့်3နေရာမှာရည်တည်နေတဲ့ဆိုပေမဲ့မနေ့ကပွဲစဉ်မှာဗီလာအသင်းကအသင်းတမတ်ရရှိခဲ့တာကြောင့်ယူနိုက်တက်နဲ့အမှတ်တူအနေထားဖြစ်နေကြတာပါ။ဒါကြောင့်နိုင်တဲ့အသင်းနဲ့ဒီနေ့ပွဲစဉ်ကိုနိုင်ရရှိခဲ့မယ်ဆိုရင်လက်နိုင်တဲ့အသင်းကို3မှတ်ပြတ်ပြီးချန်ပီယံလိဝင်ကပုံမတင်ကြလာခဲ့မှာဖြစ်ပါတယ်။ပထမအကျော်ဒီအသင်းထက်တွေးဆုံခဲ့စဉ်တုန်းက4နိုင်တဲ့အသင်းအယ်လရိုကွင်းထဲမှာတစ်ဖက်တစ်ကုန်းစီသေးရလဲထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နိုင်တဲ့အသင်းဟာ4နိုင်တဲ့အသင်းကိုအင်္ဂလန်အိုလ်ထရာဖို့မှာရင်ဆိုင်ကစားခဲ့တဲ့ပြိုင်ပွဲဆောင်19ပွဲဆက်ရှုံးပွဲလုံးဝမရှိခဲ့တယ်လို့နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆောင်5ပွဲမှာ3ပွဲထိအနိုင်ရရှိခဲ့ပြီး2ပွဲသာတေချာကားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်21ရက်ကြာနိုင်နေလိုက်တဲ့အသင်းနဲ့ဒီနေ့ပွဲစဉ်မှာ4နိုင်တဲ့အသင်းကိုတေချာပေါက်ဂိုးမိုးရွာမယ်ဆိုတာတေချာနေပါတယ်။ United တို့အနည်းဆုံး2ဂိုးပြတ်မဲ့ပွဲပါပြီ။ Export ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခန့်ပါ